Coke Zero ဆိုတာပါလေ Coke Zero တောက်ရင်ဘာဖြစ်တယ်လဲ Coca-Cola ကိုလည်းကြိုက်တယ်ဝိတက်လာမကိုလည်းစိုးတယ်ဆိုတဲ့လူတော်တော်များများက Coca-Cola စားထိုး Coke Zero တွေကိုတောက်လာကြပါတယ် Coke Zero လို့ခေါ်တဲ့ Coca-Cola Zero Sugar ဆိုတာကတကြားကိုလုံးဝမတုံထားဘဲနဲ့မူလ Coca-Cola အရသာလည်းမပြောက်သွားအောင်ဖော်ဆက်ထားတဲ့အချို့ရည်တစ်မျိုးပဲဖြစ်ပါတယ်ပုံမှန် Coca-Cola တွေမှာက sucrose လို့ခေါ်တဲ့တကြားနဲ့ပြောင်းကနေရတဲ့ fructose syrup တွေကိုအရသာအတွက်သုံးထားပါတယ်Coke Zero တွေမှာတော့အချို့တဲ့အတွက်ပုံမှန်သုံးနေကြ calorie ပါဝင်တဲ့တကြားနဲ့ syrup တွေအစားတကြားအစားထိုးအနေနဲ့ aspartame နဲ့အရသာအစားထိုးအတွက် acesulfame K ကိုသုံးထားပါတယ်။သူ့ရဲ့အရသာအနေနဲ့ကတော့ပုံမှန် Coca-Cola အရသာနဲ့ဆင်တူပြီးအချို့တဲ့အနေငယ်ပေါ့ပါတယ်။ပုံမှန် Coca-Cola တပူးမှဆိုရင် calorie 140ခန့်ပါဝင်ပြီးတော့ Coke Zero မှာက calorie လုံးဝမပါဝင်ပါဘူး။ပြီးတော့ Coke Zero မှာသုံးထားတဲ့ aspartame ကအုံနောက်ရဲ့တကြားလိုအပ်မှုကိုလျှော့ချပေးပြီးဗိုက်ပြေတယ်လို့ခန်းစားရစေတာကြောင့်ဝိတ်ချန်နေတဲ့သူတွေ diet B plan စားနေတဲ့သူတွေတကြားလျှော့စားခြင်းတဲ့သူတွေအတွက်ရွေးချယ်ဖို့တင်တော်ပါတယ်။သတိထားရမယ့်အချက်အနေနဲ့ကတော့ Coke Zero ဆိုတာကကျန်းမာရေးကိုအထောက်အကူဖြစ်စေတဲ့တောက်စရာတစ်ခုတော့မဟုတ်ပါဘူး။ကျန်းမာရေးနဲ့လည်းညီညွတ်ခြင်းနဲ့ Coca-Cola ကိုလည်းတောက်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်အစားထိုးတောက်စရာအနေနဲ့စဉ်းစားလို့ရကြောင်းပြောပြတာပဲဖြစ်ပါတယ်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို like and follow လုပ်ထားကြအောင်နော်။